အဲကောင်စာပဲဆိုတော့စိတ်ညစ်နေလားဒီလေးသုံးကြည့်ပါလား ဘာလဲအဲ့ဒါ ဒါနှစ်30အတွေ့အကြုံရှိအင်ဂျင်နီယာနဲ့စုစည်းပြီးတော့ PMEH ရဲ့ဥဆောင်မှုအောက်ကနေထုတ်လုပ်ထားတဲ့ mobile service က app လေးသူက aircon service ဇင်တွေနဲ့ပတ်သက်ပြီးတော့တော်တော်စိတ်ချရတယ် repair လုပ်မလား service လုပ်မလား installation လုပ်မလားအကုန်လုပ်လို့ရတယ်ပြီးတော့ service တင်းရလာပြီးတော့ဘာလုပ်လို့ဘာပဲမသိပဲနဲ့ချချက်တွေအများကြီးတောင်းတောင်းလည်းမရှိဘူးမလာခင်မှာဘယ်လောက်ကြမယ်ဆိုရင် connection ကိုအရင်ပို့တယ်မင်းစီက confirmation ရမှာသူတို့ကလာမင်းမရှိရဲ့ချိန်မင်းမိမကိုတစိမ့်နေနဲ့အနေရဖြစ်မှလည်းစိတ်ပူရမျိုးလည်းမရှိဘူးမင်းစီကိုလာလေခြင်းနဲ့နေ့ရဲ့အချိန်ရောမင်းစိတ်ကြိုက်ရွေးလို့ရတယ်မင်းလာလေခြင်းတဲ့ချိန်ကိုကွက်တိလာတယ်ပြင်တဲ့နေရာမှာအတွေ့အကြုံရှိလောက်မင်းနဲ့တကယ်ကြီးတွေ့ကြုံရှိရဲ့ကျွမ်းကျင်တဲ့ engineer ရဲ့စုဖွဲ့ထားတဲ့တင်းစတီထောင်တွေကအခုချိန်ကြီးနံပါတ်ပြက်နည်းနည်းလေးတောင်မရှိဘဲနဲ့ရက်တီလာနှစ်ပေါင်း30တောင်ရှိပြီဟာဟုတ်လိုက်လားအဲကွန်တစ်ခုတည်းမဟုတ်ဘူးပေါ်တာပန်နယ်တွေ transformer တွေရေခဲတစ်တာတွေပန်ကားတွေ freezer တွေခြေလာတွေပန့်နေအတွက်လေ installation လုပ်မလား servicing လုပ်မလား repair လုပ်မလားအကုန်ရတယ်ဗျာ ဟာကြိုက်ပြီလေငါမိုဘိုင်းစားဘက်က app ကနေပဲခေါ်လိုက်တော့မယ်